တော့လန့်သွားပြီထင်တယ်မလန့်ပါနဲ့ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့နေအိမ်လေးကတော့အောင်စုဆန်မိသားစုရဲ့ဖခင်ကလေးပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့အဘပေါ့နော်ကျွန်တော်ဘာပြောချင်တာလဲဆိုတော့မပြောသေးဘူးပြစရာတွေရှိသေးတယ်ကျွန်တော်ပြောစရာတွေရှိသေးတယ်โอเคအဲ့တော့ကျွန်တော်လည်းအတူလိုက်လာလို့ရရင်လိုက်ခဲ့ပဲဗျာဝါလန့်သွားပြီလားမလန့်ပါနဲ့ကျွန်တော်လည်းကိုယ့်ကိုယ်လန့်နေဒါပါလေသိလားအောင်စုဆန်ကာဆက်တန် General Service Company မင်းကဘာထိုင်လုံနေတာလဲတဲ့မေးကျင်ကောင်းမေးလိုက်မယ်အကြောင်းပဲထိုင်ပြနေမှာမဟုတ်ဘူးကျွန်တော်ဒီနေရာမှာကားစီးတွေပြောကြမယ်ဆွေးနွေးကြမယ်တိုင်ပင်ကြမယ်ဒါကြီးကရုံးကိုင်းပေါ့ဗျာတနည်းအားဖြင့် office ဘိုးလိုဆန်သွားလား sorry နော်ဒီနေရာမှာမင်းကအောင်စုဆန်ကိုဘိုးတင်နေတာလားမင်းကဘာလဲဘာကိုပြောချင်တာလဲကျွန်တော်တို့ဘိုးတင်စရာမလိုပါဘူးပြောပြစရာမလိုအောင်အားလုံးကသိပြီးသားဟုတ်တယ်မလားအဓိကကျွန်တော်ပြောချင်တာကကျွန်တော်ပြချင်တာကမပြောသေးဘူးအားလုံးကျွန်တော်လည်းအတူလိုက်ကြည့်လိုက်ဗျာလိုက်ရဲ့ငွေချောင်စနစ်နဲ့ကောင်းဝင်မလားလက်ငင်းပေးပြီးတော့ချက်ချင်းစီမလားအောင်စုဆန်ကာတံဘိုးရဲ့တဝက်ကိုပေးနေခြင်းပြီးကာယူလို့တော့မကမ်းမြတ်ဆက်စစ်ချတဲ့အောင်စုဆန်အမိုက်စားကြီးတွေပဲကွာကျွန်တော်ပြောချင်တာအဲ့ဒါပဲကျွန်တော်ရောက်နေတဲ့နေရာကအောင်စုဆန်ကားရှိုးရုံးကိုကျွန်တော်ရောက်နေပါပြီအယောင်သွေးစုံတယ်စိုက်ပေါင်းစုံတယ်လိုက်ကြည့်လိုက်နေချင်းပြီးကားယူသွားလို့ရနိုင်တဲ့နေရာကတော့ဒါမျိုးတွေလည်းရှိတယ်ဘလို့ကားကိုလိုချင်တာလဲဘလို့ချိတ်ဆက်ပြီးဘလို့ဝယ်ရမလဲကျွန်တော်အများကြီးပါပဲရောင်သွေးစုံတဲ့ကားပေါင်းစုံကိုရောင်းချပေးနေတဲ့အောင်စုဆန်ဖြစ်ပါတယ်ကျွန်တော်တို့အောင်စုဆန်မှာဘယ်ကားတွေကိုဘလို့ရောင်းတာဘလို့အရစ်ကြဘယ်နှစ်ဆိုတာကိုကွာလာကြပြလာပြောကျွန်တော်မပြောတတ်ဘူးပါတယ်ဘာရှင်းပြသူတို့ကမေးနေတာဟိုဒီကားတွေကိုဘလို့ရောင်းတာဘလို့အရစ်ကြပေါ့နော်ဘလို့တွေ discount တွေရှိတာလဲအဲ့ဒါကိုသိချင်တာ discount ကတော့ဝယ်သူတိုင်းတော့ကျွန်တော်ထိုက်စင်းတလောက် short ပေးပါတယ် discount ကတော့ဟုတ်ကဲ့နော်90%ရေးကြနေချင်းပြီးရေးကြလုပ်ပေးတယ်90%တောင်းပေးမှန်းချပြီးတော့90%တောင်းပေးမှန်းကိုနေချင်းပြီးဆိုတာကနေချင်းပြီးကားယူသွားလို့ရတယ်ကိုကြိုက်တဲ့ကားကိုကြည့်ပြီးတော့တွေ့တာနဲ့ချက်ချင်းယူသွားလို့ရတယ်ချက်ချင်းစီ oh my god နောက်က customer service တွေအနေနဲ့ကျွန်တော်ကားအောက်ပိုင်းလောက်တာတွေတာယာပိုင်းတွေအတွင်းကန်းတွေအင်ဂျင်ကန်းတွေအစားလက်တင်စီအားလုံးလုပ်ပေးထားပါတယ်ခင်ဗျအမတန်ကောင်းတယ်ဗျာဘယ်လိုပဲဖြစ်ဖြစ်ဝယ်သူစိတ်ချမ်းသာအောင်စိတ်ကြိတ်ဖြစ်အောင်ဒီကနေဆောင်ရွက်ပေးနေတာတော့ကျွန်တော်အောင်စုဆိုင်ပဲဖြစ်ပါတယ်ကျွန်တော်တို့ချို့နေရာလေးတွေမှာတော့ကျွန်တော်တို့ဝယ်တိုင်းလာနဲ့ကျွန်တော်တို့ကားမှာလိုအပ်ချက်လေးရှိတာပေါ့ဗျာအဲ့ဒီလိုအပ်ချက်ကိုတော့မှကိုအောင်ကပြင်ပေးသေးတာနော်အဲ့လိုရှိသေးတယ်ကိုကလေးကျွန်တော်တောင်းပေးမဲ့90ကတော့ရှင်းသွားပြီဗျာကျွန်တော်အရစ်ကြဆိုတာကဟိုတစ်နှစ်နှစ်နှစ်သုံးနှစ်ပေါ့ဗျာအဲ့ဒါမျိုးတွေကရောရှိသေးရလားအရစ်ကြကကျွန်တော်တို့တစ်နှစ်နဲ့လည်းပေးတယ်နှစ်နှစ်နဲ့လည်းပေးတယ်သုံးနှစ်နဲ့လည်းပေးပါတယ်ခင်ဗျ6လနဲ့လည်းရေးကြယူလို့ရပါတယ်ခင်ဗျcustomer တွေကိုအဆင်ပြေအောင်လို့ကျွန်တော်လုပ်ပေးထားပါတယ်ကိုအောင်ကျွန်တော်တခုမေးချင်တယ်ဗျာဒီကိုအောင်ကားရှိုးရုံးနဲ့ပတ်သက်ပြီးစောင်ပုတ်လေးပါလိမ့်မရှိဘူးလားဟာရှိတာဗောရှိတယ်လေမင်းဘာတွေဝင်ပြောနေတာရှိတယ်ပြောမဒီကားရှိုးတော့မင်းမဲဟာလားမင်းရလည်းမြောက်ရှုံးနဲ့အောင်စုဆန်လည်းမြောက်ရှုံးခွဲလို့မရဘူးဟာ5 star နဲ့အောင်စုဆန်နဲ့5 star ဒါမိသားစုရှိုးတော့လာမျိုးအကုန်သိတယ်မင်းကြိုက်တယ်ယူကြိုက်တဲ့ကောင်မင်းယူပါပြီးပတ်စံပေးဒါပဲမရိုင်းလိုက်လားအခုလည်းမယူနိုင်ပါဘူးဗျာပါလည်းမပါပါဘူးဗျာဟုတ်လားမင်းကြိုက်တာပြောလို့ရတယ်အားလုံးအဆင်ပြေသွားမယ်တောင်းဝင်ယူမှုတောင်းဝင်ခံမှုအပြည့်ရှိတယ်ဟာဒါပဲပိုင်ရှင်ကဘာတူလဲကိုကတူလားပြောလိုက်ခင်ဗျပိုင်ရှင်ပိုင်ရှင်ဒီမှာလားကျွန်တော်ကြတော့ဟာညီကိုကြီးလေဒါယူတော်တော့ခက်တော့ခက်နေပြီညီကိုကြီးလေကားဝယ်ခြင်းလည်းပြောနော်ဟုတ်ကဲ့
ချက်ချင်းပေးလိုက်မှာနော် ချက်ချင်းပေးလိုက်မှာချက်ချင်းတော့မလုံးနဲ့ချက်ချင်းတော့မလုံးနဲ့ချင်းယူပါလို့ရဟိုအိမ်ကမိမနဲ့တော့တိုင်ပင်မရစေအောင်လို့ဟုတ်လေသဘောတွေကောင်းနေတာကွာ မဟုတ်ချက်ချင်းယူသွားပြီးတော့မှပတ်စံလည်းမပေးရင်ဆိုင်ရာတိုင်တောင်းမှာမင်း ဟုတ်မလေးတထေးကတော်တော်နော်တထေးနာကက်နေတဲ့ကောင်မလေးဖြစ်နေတာ မဟုတ်ဘူးဒါကတောင်ဝင်မှုတောင်ကံမှုအပြည့်ရှိတဲ့လုပ်ငန်းမှာမင်းတို့စိတ်ချရမှာဒါကိုပြောတာ မဟုတ်ငါသိကျင်တာကစောင်းပုတ်ကိုသိကျင်တာ မှတ်ထားလိုက်တစ်လုံးချင်းပြောပြမယ် ဟုတ်ပြီ တစ်လုံးချင်းပြောပြမယ် မှတ်ထားမယ်ဗျာ သိကြမယ်ယုံကြည်စိတ်ချ ယုံကြည်စိတ်ချ တိကျမှန်ကန် တိကျမှန်ကန် မြန်ဆန်စေမဲ့ ဉာဏ်ဆောင်စိတ်မဲ့ အောင်စုစံ အောင်စုစံ နောက်တစ်ခါထပ်သိမ့်မိမယ် ဝဲသူစိတ်ချတိကျမှန်ကန်ဉာဏ်စာစေမဲ့အောင်စုစံ အောင်စုစံ
လုံးတဲ့အပေါ်လုံးတဲ့
我嘛就去了。来。恭喜发财，身体健康，万岁如意，新年快乐！等我也不来。ရလားရပြီ Okay ရပါပြီရပြီ Okay ရပြီနော်ဓာတ်ပုံရရင်တော့ကြည့်လိုက် ဓာတ်ပုံရပြီနော် ဓာတ်ပုံရပြီနော်ကြည့်လိုက်ရပြီနော်ရိုက်ထားနော်အေးဟုတ်ရပြီ ရပြီနော်ကဲကြည့် Okay တရားဓာတ်ပုံရိုက်ထားဓာတ်ပုံရိုက်ထားရအောင်တော့ရဓာတ်ပုံရိုက်ထားလိုက်ဓာတ်ပုံအပိုင်ရိုက်ထားလိုက်ဓာတ်ပုံပိုင်ရိုက်ထားဓာတ်ပုံပိုင်ရိုက်ထားပါချာဖမ်းအောင်နော်တားလေးပါချာဖမ်းအောင်နော်နော်မင်းတို့နောင်နေဆိုနဂါးမပေါ်အောင်ယူကြောက်တယ်နဂါးမပေါ်အောင်ယူနဂါးကောင်းမပေါ်အောင်ယူနဂါးကောင်းမပေါ်အောင်ယူဒီမှာဒီကလာပုံလို့ရငါဆုံးပေးမယ်လို့ငါနဂါးကောင်းမပေါ်အောင်ယူကြားလို့โอเคငါခဏဝင်မယ်သွားဝဲတယောက်ကြည့်ပြီးတွေ့တယ်โอเคရပါပြီတကယ်ရပြီကဲအောင်ကျေးဇူးများတင်ပါတယ်အောင်မြင်ပါပြီဗျာရိုက်ထားလိုက်ကိုပါလေပုံပြတော်တော်လုံးပြီးသားလေဗျာဝင်ရမယ်အိုင်လာနေတာပါโอเคပါအိုင်လာနေတာပါဟုတ်ပါပြီ
ရိုက်တာဓမ္မနဲ့ရိုက်တာတိတ်ကြောင်โอเคရပါပြီခင်ဗျာရပါပြီ